မှုတ်ပိုးတွေကလူခန္ဓာကိုယ်ကိုဘလို့ဝါမျိုးသွားတယ်လဲဆိုတာသိမြင်ဘူးပါသလားဒီနေ့မှာတော့မြေအောက်တိုးလောင်ယုံတစ်ခုတည်းကနေစတင်ခဲ့တဲ့တာမန်မျက်စိနဲ့မမြင်နိုင်တဲ့ရန်သူအကြောင်းကိုပြောပြပေးသွားမှာပါ1989ခုနှစ်မှာစကိုင်းလန်အာကာသစခန်းဟာကမ္ဘာပတ်လမ်းကြောင်းတွေကနေပြုတ်ကျလာခဲ့ပါတယ်။အပျက်စီးအတော်များများကနေထုထဲမှာလောင်ကျွမ်းသွားပေမဲ့အချို့ပိုင်းအစတွေကတော့ကမ္ဘာမြေပေါ်ကိုကျဆင်းလာခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းက NASA ကအပျက်စီးအားလုံးကိုပြန်လည်သိမ်းဆည်းရမိခဲ့ပြီလို့ပြောခဲ့ပေမဲ့တကယ်တော့သူတို့မှားသွားခဲ့ပါတယ်။2009ခုနှစ်ဩစတြေးလျအနောက်ပိုင်းရဲ့တဲမုန်တိုင်းတစ်ခုအတွင်းမှာEnos ဆိုသူဟာတက်စီဆိုင်တစ်ခုကနေအီတလီမှာရှိတဲ့ဇီဝဓာတုဗေဒပညာရှင်မာတင်စီကိုအသေးအတန်ဖုန်းဆက်ခဲ့ပါတယ်။ NASA ကိုဆက်သွယ်ပြီးမြဲဘသူမှဂယုမဆိုင်တဲ့အကြောင်းလွန်ခဲ့တဲ့18နှစ်ကပြုတ်ကျခဲ့တဲ့စကိုင်းလက်ရေတိုင်ကြီးတွေကတခုခုထွက်လာလို့ဒေသခံတွေတည်ဆုံနေတဲ့အကြောင်းသူကရှင်းပြခဲ့ပါတယ်။ဒါပေမဲ့မုန်တိုင်းကြောင့်ဖုန်းလိုင်းပြတ်တောက်သွားခဲ့ပါတယ်။28နာရီကြာမှာတော့မာတင်ဟာစစ်တပ်ကအရာရှိ2ဦးနဲ့အတူအဲ့ဒီနေရာကိုရောက်လာခဲ့ပါတယ်။မာတင်ရဲ့အစိုးရအဲ့ဒီရေတိုင်ကြီးထဲမှာမျိုးစိတ်တစ်ခုကနေတစ်ခုကိုကူးစက်နိုင်တဲ့ကပ်ပါမှုတွေကိုအာကာသထဲမှာစမ်းသပ်ဖို့ထည့်လို့ခဲ့တာပါ။ NASA ကအာကာသယာဉ်မှုတွေအတွက်မှုသက်စေးထုတ်လုပ်ဖို့ရည်ရွယ်ခဲ့တာဖြစ်ပေမဲ့အခုတော့အခြေအနေကပြောင်းပြန်ဖြစ်နေပါပြီ။သူတို့အခင်းဖြစ်ပွားရာကိုရောက်တဲ့အခါလူသူတယောက်မှမတွေ့ရတော့ပဲလူသူကိမဲ့နေတဲ့အိမ်တွေနဲ့ကားတွေကိုသာတွေ့ရပါတော့တယ်။နောက်ဆုံးမှာတော့သူတို့ဟာစကိုင်းလက်ပြတိုက်ဆိုတဲ့နေရာမှာအဲ့ဒီရေတိုင်ကြီးကိုရှာတွေ့ခဲ့ပါတယ်။ထူးဆန်းတာကဒေသခံတွေဟာအဲ့ဒီရေတိုင်ကြီးကိုအာလူးနဲ့ပကံစစ်ဆက်ပြရေးရောဆက်ပြီးစေးကြောဖို့စ조사ခဲ့ကြတာပါမာတင်ကမှန်ဘီလူးနဲ့တေချာစစ်ဆေးကြည့်တဲ့အခါမှာတော့အဲ့ဒီအာလူးရောနော်တွေဟာရေတိုင်ကြီးတွေကအကြောင်းတွေကိုစိတ်ဝင်သွားပြီးအထဲသားမူတွေကိုအစာကျွေးတယ်လို့ဖြစ်သွားခဲ့တာကိုသိလိုက်ရပါတော့တယ်ရေနဲ့ထိတွေ့မိတဲ့အခါဒီမူတွေဟာအလျင်အမြန်ပွားများလာပါတယ်ရေတိုင်ကြီးရဲ့အကြောင်းတစ်ခုပေါ်မှာစိတ်ညွညွအစွန်းအထင်းတစ်ခုကိုမာတင်တွေ့သွားပြီးတေချာအောင်နီးနီးကက်ကက်ကြည့်လိုက်တဲ့အခါမှာတော့အစိမ်းရောင်မူတွေဟာညို့ရိုးဗီဇပြောင်းလဲပြီးကြီးထွားနေပြီဆိုတာအတည်ပြုနိုင်ခဲ့ပါတယ်ရုတ်တရက်ဆိုသလိုအဲ့ဒီမူရီဟာလှုပ်ရှားလာပြီးရန်မှုဖို့စ조사တာကြောင့်မာတင်တယောက်ကြောက်တဲ့ကြားနောက်ဆုတ်လိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲထရီနီကအလောင်းတစ်ခုရှာတွေ့ကြောင်းနှမ်းပြောတာကြောင့်မာတင်ဟာသူမရဲ့ဖနက်အောက်ခြေမှာမူရီကပ်ပါသွားတာကိုမသိပဲတွားကြည့်ခဲ့ပါတယ်။အဲ့ဒီမူရီဟာဖနက်အောက်ခြေကိုဖောက်ထွက်ပြီးသူမရဲ့အကာအကွယ်ဝတ်စုံတွေကိုစိတ်ဝင်သွားပါတော့တယ်။အိမ်ကောင်မိုးပေါ်မှာတော့ရင်ဘတ်တစ်ခုလုံးပွင့်ထွက်နေတဲ့အလောင်းတစ်ခုကိုသူတို့တွေ့လိုက်ရပါတယ်။ဦးကောင်းကွန်တွေလည်းအစိတ်စိတ်အမှားမှာဖြစ်နေပါတယ်။ရောဘတ်ကပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အခါမှာတော့ဒေသခံအားလုံးဟာအလားတူဒဏ်ရာမျိုးတွေနဲ့အိမ်ခေါင်မိုးတွေပေါ်မှာတည်ဆုံနေတာကိုရှာတွေ့ခဲ့ပါတယ်။မာတင်ကတော့ဒီမူတွေဟာပွားများကျဉ်းနှံ့မှုအတွက်လူတွေကိုအိမ်ခေါင်မိုးပေါ်တက်ခိုင်းပြီးခန္ဓာကိုယ်ပေါက်ကွဲထွက်အောင်လှုပ်ဆောင်တာဖြစ်မယ်လို့ယူဆလိုက်ပါတယ်။အဲဒီနောက်မာတင်ဟာနမူနာယူဖို့အတွက်ရေတိုင်ကီစီပြန်သွားခဲ့ပါတယ်။အာကာသစခန်းပြန်ကျလာပြီးနောက်မှာပိုးမွားတစ်မျိုးမျိုးကရေတိုင်ကြီးတွေကိုဖောက်ဝင်သွားတာကြောင့်မျိုးစိတ်တစ်ခုဝေဖွားလာတာလို့သူမကရှင်းပြပါတယ်။နမူနာယူပြီးတင်ထွက်လာတဲ့အချိန်မှာတော့မူရီဟာမာတင်ရဲ့ခန္ဓာကိုယ်ထဲကိုရောက်ရှိသွားပါပြီ။သူမဟာတကူလုံးပူလောင်လာပြီးဝစ်စုံထဲမှာပေါင်မုတ်တူးနယ်လိုမျိုးအနံ့တွေကိုရလာပါတယ်။မူးဝေလာပြီးလမ်းတောင်ကောင်းကောင်းမလျှောက်နိုင်တော့ပဲသူမရဲ့အုတ်ထုပ်ထဲကိုပဲအစိမ်းရောင်မူရီအန်ထုတ်လိုက်ရပါတယ်။နောက်ဆုံးမှာတော့မှုရီဟာသူမရဲ့အုံနောက်ကိုထိန်ချိုးလိုက်ပြီးကဲနှံ့စေရမယ်ဆိုတဲ့စကားလုံးကိုပဲထပ်ခါတလဲလဲပြောနေပါတော့တယ်။မာတင်ဟာကားပေါ်ကိုအတင်းတက်မောင်းပြီးထရီနီနဲ့ရောဘတ်တို့ကိုတိုက်ဖို့စ조사ခဲ့ပါတယ်။ကားကရောဘတ်ကိုတိုက်မိပြီးသူ့ရဲ့ကြောရိုးထိခိုက်သွားတာကြောင့်သူမလှုပ်ရှားနိုင်တော့ပါဘူး။မာတင်ကတနက်ကိုလူဖို့စ조사တဲ့အခါထရီနီကပြန်လည်ခုခံပေးမဲ့မအောင်မြင်ခဲ့ပါဘူး။တနက်ကိုရသွားတဲ့အချိန်မှာတော့မာတင်ဟာခဏတာတတိပြန်ဝင်လာပြီးသူမဘာတွေလုံနေမိတလဲဆိုတာကိုသိလိုက်ရပါတယ်။ဒီမူတွေဆက်မပြန့်ပွားအောင်ကိုအဆုံးစီရင်ဖို့ဆုံးဖြတ်လိုက်ပြီးဝစ်စုံကနေပိုက်ကိုဖြုတ်ကားအဲ့ဒီအပေါက်ထဲကနေတနက်နဲ့ပြစ်လိုက်ပါတယ်။နာရီနဲ့ငယ်အကြာမှာတော့စစ်တပ်ကရောက်ရှိလာပြီးနမူနာကိုသိမ်းဆည်းသွားပါတော့တယ်။စစ်တပ်ကထွက်ခွာသွားပြီးတဲ့နောက်မှာတော့တမျိုးလုံးကိုဘုံခွဲဖျက်ဆီးပစ်လိုက်ပါတယ်။မွန်နမူနာကိုတော့ကင်းဆက်ကီနယ်မှာရှိတဲ့လုံခြုံရေးတင်းကျပ်တဲ့နေရာတစ်ခုကိုတည်ဆောင်သွားပြီးအေးခန်းထဲမှာသိမ်းဆည်းထားလိုက်ပါတယ်။နှစ်တွေကြာလာတာနဲ့အမျှအဲ့ဒီနေရာဟာစွန့်ပစ်ခံထားရတယ်လို့ဖြစ်လာပြီးဘီယူတဆိုင်မရှိတော့ပဲနားရမ်းတာမျိုးတွေလုပ်လာပါတယ်။2026ခုနှစ်ကိုရောက်တဲ့အခါမှာတော့အဲ့ဒီနေရာဟာပစ္စည်းတိုးလောင်တဲ့ကုမ္ပဏီတစ်ခုဖြစ်နေပါပြီ။မနက်ခင်းတစ်ခုမှာ traffic အလုပ်လာတဲ့အခါ manager Grip Payne ကသူ့ကိုလာရောက်နှောက်ယှက်ပါတယ်။
Griffin ကဒီအဆောက်အုံကိုခိုးယူတိုက်ခိုက်ဖို့စီစဉ်ထားပြီး Traffic ကိုကူညီဆိုင်တာပါ Traffic ကညှင်းဆိုခဲ့ပေမဲ့ Griffin ကချိန်ချောက်တာကြောင့်နောက်ဆုံးမှာတော့သူ့လူစုအတွက်တကားဖွင့်ပေးဖို့သဘောတူလိုက်ရပါတယ်ညနေပိုင်းမှာတော့ Mary ဆိုတဲ့အမျိုးသမီးကသူမရဲ့ပစ္စည်းတိုးလောင်ခန်းကိုကြည့်ဖို့ရောက်လာပါတယ်Traffic ကသူမကိုဖော်ဖော်ရွေရွေစကားပြောပေမဲ့သူမကတော့အလင်းလူနေဖို့ရပါတယ်။သူမကိုဓာတ်လေကားအထိလိုက်ပို့ပေးပြီးတဲ့နောက်မှာတော့ Traffic ဟာညီတန်တစ်ခုကိုကြားလိုက်ရပေမဲ့ဘာမှမဟုတ်တော့ဘူးလို့ပဲထင်ခဲ့ပါတယ်။တူလောင်ခန်းထဲမှာတော့ Mary ဟာဖက်နှက်သေးကတနက်တလက်ကိုထုတ်လိုက်ပြီးတေဆုံးသွားတဲ့ခင်မုန်းချစ်သူရဲ့တပ်ပုံကိုကြည့်ကမင်္ဂလာနှစ်ပတ်လည်အတွက်ဆူတောင်းပေးနေပါတယ်။သူမဟာကိုအဆုံးစီရင်ဖို့တနက်ကိုညှောက်လိုက်ပေမဲ့မလုံနိုင်သေးတာကြောင့်အရင်ဆုံးခိတ္တအိတ်ဆက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲဒီနောက်မှာ Traffic ဟာအဲ့ဒီညီတန်ကိုထပ်ကြားရတာကြောင့်နှုတ်ဖော်ကင်ပတ်အသက်နာအိုမီကိုလှမ်းခေါ်လိုက်ပါတယ်။သူမရောက်လာပေမဲ့အစပိုင်းမှာတော့အဲ့ဒီအတန်ကိုမကြားရပါဘူး။သူတို့နှစ်ယောက်မိတ်ဆက်ပြီးလက်ဆွဲနှုတ်ဆက်တဲ့အခါနာအိုမီကသူ့ရဲ့တတူကိုတတိထားမိသွားပါတယ်။အဲ့ဒီအချိန်မှာပဲသူမစီဖုန်းဝင်လာပြီးတစ်ဖက်နဲ့အခြေအတင်စကားများပြီးနောက်ဖုန်းချလိုက်တဲ့အခါမှာနာအိုမီလည်းအဲ့ဒီညီတန်ကိုအံ့ဩတကြီးကြားသွားပါတော့တယ်။တစ်ဖက်မှာလည်းမြောက်ကယ်ရိုလိုင်းနာပြည်နယ်မှာရှိတဲ့ Robert ဟာအစိုးရစီကဖုန်းကြောင့်လန့်လို့လာပါတယ်။သူဟာဇနီးဖြစ်သူကိုဘာမှမချစ်ဘူးလို့အေးစစ်စစ်ပြောပြီးနောက်မှာတော့သူ့ရဲ့အဟောင်းကအာကာသဖုန်းကိုထုတ်ပြီးအခြေစိုက်စခန်းဟောင်းစီဖုန်းဆက်ပါတော့တယ်။အပီကေးကအခုပိတ်သိမ်းထားတဲ့စခန်းတစ်ခုမှာအပူချိန်ပုံမှန်မဟုတ်ပဲညစ်တက်နေတဲ့အကြောင်းရှင်းပြပါတယ်။ Robert ကတော့အရန်ဒေါသထွက်သွားပါတယ်။ဘာလို့လဲဆိုတော့ရာသီဥတုကြောင့်တိုးလောင်ခန်းကိုထိခိုက်နိုင်တယ်လို့သူ့အချိန်ချင်းသတိပေးခဲ့ပေမဲ့ဘယ်သူမှနားမထောင်ခဲ့ကြလို့ပါ။အခုသူကအနားယူထားသူဖြစ်နေပြီမို့လို့ဒီကိစ္စကိုကင်တွယ်ဖို့လိုအပ်တဲ့ပစ္စည်းကိရိယာတွေနဲ့ခွင့်ပြုချက်တွေကိုတောင်းခံလိုက်ပါတယ်။အပီကေးကဇဝေဇဝါဖြစ်နေချိန်မှာတော့Robert ကဒါဟာအပြစ်မဲ့တဲ့သူတွေကိုတကယ်ကယ်တင်နိုင်မဲ့အခွင့်အရေးပဲလို့သူမကိုပြောလိုက်ပါတော့တယ်။ Traffic နဲ့ Naomi တို့ဟာအဲ့ဒီညီတန်ကနေရန်တစ်ခုရဲ့နောက်ွယ်ကနေလာနေတာကိုသတိထားမိသွားကြပါတယ်။အဲ့ဒီအချိန်မှာ Naomi စီကိုဖုန်းထပ်ဝင်လာပေမဲ့သူမကဂယုမဆိုင်ပဲဒါဟာသူမကလေးရဲ့အဖေစီကဖုန်းခေကြောင်ပြောပြပါတယ်။သူမကအတန်900ကိုရှာဖို့အတွက်နေရန်ကိုဖောက်ချင်ပေမဲ့ Traffic ကတော့အလုတ်ပြုတ်မှာဆိုလို့ညှင်းဆန်နေပါတယ်။ဒါပေမဲ့နာအိုမီက Traffic ရဲ့တတူကိုကြည့်ပြီးသူဟာထောင်ကဟလာကခံဝင်ချက်နဲ့အကျဉ်းရောက်နေသူမှန်ရိပ်မိသွားပြီးသူမကိုကူညီဖို့အတင်းကျပ်တောင်းဆိုပါတော့တယ်။နောက်ဆုံးမှာတော့ Traffic သဘောတူလိုက်ပြီးကိရိယာတွေနဲ့နေရန်ကိုအပေါက်ဖောက်လိုက်တဲ့အခါကွန်ပျူတာအကြီးကြီးတစ်လုံးရှိတဲ့အခန်းကိုတွေးလိုက်ရပါတယ်။နာအိုမီကအဲ့ဒီဆက်ဟာအပူချိန်ကိုထိန်းချုပ်တဲ့ဆက်ဖြစ်မှန်းသိသွားပါတယ်။နေရန်ကိုထပ်မံထူဖြတ်ပြီးအထဲဝင်ကြည့်တဲ့အခါဒီအဆောက်အုံဟာအရင်ကစစ်တပ်ရဲ့တိုးလောင်ယုံဖြစ်ခဲ့မှန်းသိလိုက်ရပါတယ်။နေရန်မှာရှိတဲ့မြေပုံအရဒီအောက်မှာနောက်ထပ်အထက်တွေရှိနေသေးတာကိုနာအိုမီတွေ့သွားပြီးဆက်သွားဖို့ကြိုးစားပါတယ်။ Traffic ကထပ်မံညှင်းဆိုတဲ့အခါမှာတော့သူဟာလူတကာကိုလိုက်ရောလုံးလိုပဲထောင်ချခဲ့ရတာဖြစ်ကြောင်းဒေါသတကြီးပြောလိုက်ပါတယ်။ဒါပေမဲ့နာအိုမီကတယောက်တည်းဆက်သွားမဲ့ပုံဖြစ်နေတာကြောင့် Traffic လည်းစိတ်မချပဲလိုက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။သူတို့နှစ်ယောက်ဟာတက်လေကစီးပြီးမြေပုံအတိုင်းလိုက်ရှာရမှာတန်ရှိရပစ္စည်းထားတဲ့အခန်းထဲကတကားတစ်ချက်ကိုရှာတွေ့ပါတယ်။အဲ့ဒီတကားကိုကန်ဖွင့်လိုက်တဲ့အခါမှာတော့ပြိုးဝက်ခန်းတစ်ခုကိုထပ်တွေ့ပြီးခဏတာအချက်ပေးခေါင်းလောင်းတန်မြည်သွားပါတယ်။အဲ့ဒီထဲမှာ1980ပြည့်နှစ်တွေကအသုံးပြုခဲ့တဲ့ပစ္စည်းတွေနဲ့အကာအကွယ်ဝတ်စုံတွေကိုတွေ့ရပါတယ်။အဲ့ဒီကနေတဆင့်ပေ900လောက်နဲ့တဲ့အောက်ထပ်ကိုဆင်းသွားနိုင်တဲ့ဗီကားပေါက်ကိုတွေ့သွားကြပါတယ်။အောင်ဆုံးထက်ကိုရောက်တဲ့အခါအဖွဲ့ဝင်များသာဝင်ရမည်လို့ရေးထားတဲ့တကားကိုတွေ့ပါတယ်။သူတို့က TTR ဆိုတာဘာမှမသိတာကြောင့်တကားကိုပဲဖွင့်ဝင်လိုက်ကြပါတယ်။တကားရဲ့တစ်ဖက်မှာတော့တေချာပိတ်ဆို့ထားတဲ့အခန်းတစ်ခုနဲ့ရေခဲနေတဲ့ရေတွေစီးနေတဲ့ပိုက်လိုင်းကြီးကြီးကိုတွေ့ရပါတယ်။အခန်းရဲ့ထောက်တနေရာမှာတော့မှုတွေဖုံးလွှမ်းနေပြီးအသက်လုံနေရတဲ့ကြွက်တွေကိုတွေးလိုက်ရပါတော့တယ်။အဲ့ဒီကြွက်တွေဟာအမီးတွေတစ်ခုနဲ့တစ်ခုရောထွေးနေတာကြောင့်မလုံနိုင်ကြပဲအချင်းချင်းတောင်ကန်စားနေကြပါတယ်။ Traffic ကရန်မှုဖို့စူးစမ်းတဲ့ကြက်တကောင်နားကနေနောက်ဆုတ်လိုက်ချိန်မှာနာအိုမီကအခန်းတကားမှန်ကနေတဆင့်အထဲကိုချောင်းကြည့်လိုက်ပါတယ်။အထဲမှာတော့မှုတွေဟာနေရန်တိုင်းမှာပြန့်နှံ့နေပါပြီ။တကားပေါ်မှာလည်းမှုအချို့ရှိနေတာကြောင့်သူမကသွားကြည့်ဖို့လုပ်တဲ့အခါ Traffic ကအချိန်မီတားဆီးလိုက်ရပါတယ်။တကားကအရန်ပူနေတာကိုသိလိုက်ရပြီးတဲ့နောက်သူတို့နှစ်ယောက်ဟာအဲ့ဒီနေရာကနေအញ្ញံဆုံးထွက်ခွာဖို့ဆုံးဖြတ်လိုက်ကြပါတယ်။အပြင်မှာတော့မိုက်ဆိုသူဟာသူ့ရဲ့ကားကိုရက်လိုက်ပြီးစိတ်ကက်လက်ပြက်နဲ့ကာစတီယာရင်ကိုထုရိုက်နေပါတယ်။
သူဟာတနက်ကိုစိုက်ကြည့်ရင်နာအိုမီစီကိုဖုန်းခေါ်လိုက်ပါတယ်။သူဟာနာအိုမီရဲ့ကလေးတွေရဲ့အဖေဖြစ်ပြီးသူဒုက္ခရောက်နေတဲ့အကြောင်းဖုန်းမကင်လို့စိတ်ဆိုးတဲ့အကြောင်းအတန်ချန်ထားခဲ့ပါတယ်။အဲ့ဒီအချိန်မှာကားနောက်ဖုန်းထဲကအတန်ကြားတာကြောင့်ဘွားဖွင့်ကြည့်တဲ့အခါသူ့သေးပြီလို့ထင်ထားတဲ့ကြောင်လေးဟာအသက်ရှင်နေတာကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့အဲ့ဒီကြောင်ရဲ့မျက်နှာတစ်ချမ်းဟာမှုတွေအကြောင်းပျောက်ဆုံးနေပါပြီ။အဲ့ဒီကြောင်ဟာမိုက်ကိုရမ်းမှုပြီးမြေကြီးပေါ်ကိုမှုတွေအန်ထုတ်လိုက်ပါတယ်။ပြီးနောက်အိမ်ခေါင်မိုးပေါ်ကအင်ဂျင်နာတိုင်းပေါ်တက်သွားပြီးကိုအဆုံးစီရင်လိုက်ပါတယ်။ကြောင်ရဲ့ဦးခေါင်းဟာအင်ဂျင်နာတိုင်းနဲ့စိုက်မိသွားပြီးတကူလုံးပောက်ကွဲထွက်သွားတာကြောင့်ယောဂဘိုးရှိတဲ့သွေးတွေဟာမိုက်နဲ့အနားမှာရှိတဲ့သမင်တွေပေါ်ကိုဆင်သွားပါတော့တယ်။မို့ပိုးတွေဟာမိုက်ရဲ့အုံနောက်စီကိုချက်ချင်းရောက်သွားပြီးသူ့ကိုမြေကြီးပေါ်လဲကျသွားစေပါတယ်။အဲဒီနောက်မို့ပိုးတွေကလူတွေပိုရှိရဲ့နေရာကိုသွားဖို့သူ့ကိုအမိန့်ပေးလိုက်တဲ့အခါမိုက်ကနာအိုမီစီကိုသွားဖို့ပြင်ဆင်มาတော့တယ်။သူဟာတနက်ကိုဆွဲကင်ပြီးအဆောက်အအုံထဲကိုဝင်သွားခဲ့ကသူ့နောက်မှာတော့ကိုးဝင်နေတဲ့တမင်တကောင်ကလိုက်ပါသွားပါတယ်။တစ်ဖက်မှာလည်း DTR လေးရင်ပေါ်မှာရောဘတ်ဟာမာတင်တေဆုံးသွားခဲ့တဲ့ဗီဒီယိုဖိုင်ကိုကြည့်နေပါတယ်။အဲ့ဒီအချိန်မှာသူတို့ဌာနရဲ့ခေါင်းဆောင်အသစ်ဝက်ဆလီစီကဖုန်းဝင်လာပါတယ်။ဝက်ဆလီကတော့ရောဘတ်ဟာပြီးသွားတဲ့အမှုဟောင်းတစ်ခုကိုဆွဲလန်းနေပြီးအခုချစ်ရက်ကရက်စစ်ပတ်လန်းပြည့်ရွေးနာလောက်ပဲဖြစ်မှာပါလို့ပေါ့တန်ပြောဆိုနေပါတယ်။သူတို့နှစ်ယောက်အခြေအတင်စကားများပြီးနောက်ဖုန်းချလိုက်ကြပါတယ်။အဲဒီနောက်အပီကေးကရောဘတ်စီဖုန်းပြန်ဆက်ပြီးသူမဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအပီကေးဟာဩစတြေးလျမှာဖြစ်ပွားခဲ့တဲ့အဖြစ်ပြက်အစည်းအဝေးကိုဖတ်ပြီးကတည်းကရောဘတ်ဘက်ကယက်တီပေးခဲ့တာပါ။ရောဘတ်ကသူမကတစ်ဆင့်ထရီနီစီကိုအိုင်တန်နံပါတ်9ဆိုတဲ့လျှို့ဝှက်သတင်းစကားပါလိုက်ပါတယ်။သူ့ရဲ့ဖုန်းလိုင်းကမလုံခြုံတဲ့အတွက်အပီကေးဘက်ကပဲအငြင်းဖုန်းပြန်ဆက်ဖို့မှာကြားခဲ့ပါတယ်။ဝက်ဆလီကအပီကေးကိုဖုန်းပြောနေတာတွေ့သွားတဲ့အခါမှာတော့သူမကသူမရဲ့ချစ်သူနဲ့ကိုဝင်ကိစ္စစကားများနေတဲ့အဟန်ဆောင်ပြီးဝက်ဆလီကိုအာယုံလွှဲလိုက်ပါတယ်။တိုးလောင်ယုံမှာတော့ Traffic နဲ့နာအိုမီတို့ဟာဒီတရားဆိုတာကာကွယ်ရေးဆိုင်ရာချိန်ချောက်မှုချော့ချရေး agency ဖြစ်မှန်းအင်တာနက်မှာရှာဖွေရင်းသိလိုက်ရပါတယ်။သူတို့အခန်းထဲကထွက်လာတဲ့အခါမှာတော့တက်လီကားတွေကနေတမင်တကောင်ထွက်လာတာကိုတွေ့ပြီးအံ့အားသင့်သွားကြပါတယ်။ဒီသမင်ဘလို့ပိုးကူးဆက်ခံရတယ်လဲဆိုတာကိုအတိတ်ချစ်ရဲ့အနီးနဲ့ပြသေးရမှာတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကမှုတွေဟာတိုးလောင်တန်ထဲကနေဖောက်ထွက်ပြီးတကားပေါက်ကနေအပြင်ထွက်လာခဲ့ပါတယ်။ပိုးဟတ်တကောင်ကအဲ့ဒီမှုကိုစားမိပြီးပိုးဝင်သွားတယ်။အဲ့ဒီပိုးဟတ်ကိုကြက်ကထပ်ဖမ်းတယ်။အဲ့ဒီပိုးဟတ်ကတစိမ့်မိုက်ရဲ့ကားဘေးတွေပေါ်ကနေကားနောက်ဖုံးထဲကိုရောက်သွားပြီးတင်နေတဲ့ကြောင်ကိုပြန်ရှင်းလာအောင်လုပ်ခဲ့တာပါ။ Traffic နဲ့နာအိုမီတို့အိတ်ခမ်းမစီပြန်ပြေးလာချိန်မှာပဲတက်လေကားတွေကထွက်လာတဲ့သမင်ကသူတို့ကိုရန်မှုပါတယ်။နာအိုမီက Traffic ကိုအချိန်မီဆွဲဖယ်လိုက်လို့သာသမင်ပေါက်ကွဲတဲ့တန်းကနေလွတ်သွားခဲ့တာပါ။အဲဒီနောက်မိုက်ကလည်းတက်လေကားတွေကထွက်လာပြီးတနက်နေ့ချိန်ကသူ့ရဲ့အန်ဖတ်တွေကိုမင်းတို့ပါဇက်ထဲထည့်ပေးမယ်လို့ယူသွစွာအော်ဟစ်ပါတော့တယ်။မိုက်ကတနက်နဲ့လိုက်ပစ်တာကြောင့်သူတို့နှစ်ယောက်ဟာတိုးလောင်ငန်းတစ်ခုထဲမှာဝင်ပုန်းလိုက်ရပါတယ်။ကန်ဆိုးတာကတကားကညက်နေလို့အကုန်လုံးပိတ်လို့မရပါဘူး။မိုက်ကသူတို့ရှိရဲ့နေရာကိုကြော်သွားပေမဲ့အပြင်မှာပစ္စည်းတစ်ခုပြုတ်ကျသွားပါတယ်။ Traffic ကအဲ့ဒီပစ္စည်းကိုအသာလေးထဲကိုဆွဲသွင်းလိုက်လို့သာမိုက်မတွေ့ပဲခတ်သွားတာဖြစ်ပါတယ်။သူတို့နှစ်ယောက်ဘေးကင်းသွားပြီလို့ထင်လိုက်ပေမဲ့ Traffic ကနောက်ဆုတ်လိုက်တဲ့အချိန်မှာအထုပ်ပိုးတွေကိုတိုက်မိပြီးအတန်ကျဲကြီးထွက်သွားပါတယ်။ခဏကြာမှပဲမိုက်ပြန်ရောက်လာပြီးတကားကြားထဲကနေလက်နိုင်ပြီးအထဲကိုဝင်ဖို့ကြိုးစားပါတယ်။ Traffic နဲ့နာအိုမီတို့နှစ်ယောက်သားအားချင်းဆိုပြီးတကားကိုအတင်းတွန်းပိတ်လိုက်တဲ့အတွက်မိုက်ရဲ့လက်ချောင်းတွေကျိုးကျပြီးတွေ့ချင်းချင်းတွေကပြန်ဆွဲထုတ်လိုက်ရပါတော့တယ်။အဲဒီနောက်မှာတော့နာအိုမီဟာအကူအညီတောင်းဖို့အတွက်ဖုန်းနံပါတ်တစ်ခုကိုအသေးအတန်ရှာပါတော့တယ်။တစ်ဖက်မှာလည်းလေစိတ်ကိုရောက်လာတဲ့ရောဘတ်ကိုထရီနီကလာကြိုးပါတယ်။ထရီနီကအခင်းချစ်ပွားရာနေရာကိုမသွားခင်အိုင်ဒန်နံပါတ်9ကိုအရင်ဝင်ယူဖို့လိုတယ်လို့ပြောပါတယ်။အဲ့ဒီအချိန်မှာပဲအပီကေးကရောဘတ်စီဖုန်းဆက်ပြီးတိုးလောင်ယုံထဲမှာပိတ်မိနေတဲ့အရက်သားတစ်ယောက်နဲ့ဖုန်းလိုင်းချိတ်ပေးထားကြောင်းပြောပါတယ်။ဒီလိုနဲ့နာအိုမီတယောက်ရောဘတ်စီကိုအခြေအနေတွေကိုတိုင်ပင်ခွင့်ရသွားပါတယ်။မိုက်ကတကားကိုတရုံထုနေတဲ့ကြားကပဲရောဘတ်ကနာအိုမီကိုတေချာမှကြားပါတယ်။ဘသူမှအဲ့ဒီမူတွေကိုမထိစေနဲ့တေချာပုံးနေကြငါနဲ့အပီကေးကလွဲလို့ဘသူနဲ့မှစကားမပြောနဲ့လို့ညွှန်ကြားလိုက်ပါတယ်။ဖုန်းချလိုက်တဲ့အခါမှာတော့ထရီနီကအဲ့ဒီလူနှစ်ယောက်ကတော့တေးဖို့ပဲရှိတော့တယ်လို့မှတ်ချက်ပေးလိုက်ပါတယ်။ Traffic နဲ့နာအိုမီတို့ကဒါဟာဇွန်ဘီချစ်တာလားလို့ညှင်းခုန်နေတော့မှပဲအပြင်ကနေအတန်တွေကြားလိုက်ရပါတယ်။
အဲ့ဒါကတော့ Griffin နဲ့သူ့လူမိုက်အဖွဲ့ဟာပစ္စည်းတွေခိုးဖို့ရောက်လာကြတာပါသူတို့အထဲဝင်လာတဲ့အခါနေရန်ကအပေါက်နဲ့တမင်တီကောင်ကိုတွေ့သွားကြပါတယ်Griffin ကသူ့ရဲ့အစီအစဉ်ကိုဖျက်ဆီးတယ်ဆိုပြီး traffic ကိုစပီကာကနေတစ်ဆက်ချင်းချောက်ပြီး TV တွေကိုခိုးဖို့ပြင်ကြပါတယ်။တစ်ဖက်မှာလည်း Robert နဲ့ Trini တို့ဟာခြံစည်းရုပ်ကိုကြော်ပြီးအိမ်တအိမ်နဲ့ခိုးဝင်ကတက်တာတလုံးတွေက item နံပါတ်ခုနှစ်ကိုရှာတွေ့သွားပါတယ်။အပြေထွက်မှာတော့အိမ်ပိုင်ရှင်ကတနက်နဲ့လာတာပါတယ်။ဒါပေမဲ့အဲ့ဒီလူက Trini ရဲ့တာဖြစ်နေတာကြောင့်သူမကချောင်းမော်စကားပြောပြီးအေးစစ်စစ်ပဲအပြင်ကိုထွက်လာနိုင်ခဲ့ပါတယ်။ Robert ကတော့ဒီလောက်အနေနဲ့များတဲ့အရာကိုအရက်သားအိမ်မှာထားရမလားဆိုပြီး Trini ကိုစုပူပါတော့တယ်။ဒါပေမဲ့ Trini ကတော့ဂရုမစိုက်တဲ့အပြင် Robert ကိုဖတ်ထားလိုက်ပါသေးတယ်။ Trini ကသူမအနေနဲ့အသက်ကြီးလာပြီဖြစ်လို့အနှောက်အယှက်ဖြစ်မှာဆိုတာကြောင့် Robert ကိုတယောက်ထဲသွားဖို့ပြောပြီးကြံရစ်ခဲ့ပါတယ်။ Robert ကားမောင်းနေရင်အဖေကေးစီဖုန်းဆက်ပြီးအခြေအနေကိုပြောပြပါတယ်။တကယ်လို့မိုးတာရွာချလိုက်ရင်ဒီမိုရီဟာတားဆီးလို့မရအောင်ကဲနံသွားလိမ့်မယ်လို့သူကသတိပေးပါတယ်။ဒါအပြင်ပိုးကူးဆက်ခံထားရတဲ့တရဝါတွေမှာပုံမှန်မဟုတ်တဲ့အပူချိန်လိုင်းတွေရှိနေမှဖြစ်လို့ရေရာကနေတစ်ဆက်ထောင်လန်းနိုင်ဖို့ဂျိုးတို့အကူအညီယူဖို့သူမကိုတောင်းဆိုလိုက်ပါတယ်။တိုးလောင်ယုံထဲမှာတော့ traffic ကဒီနေရာကနေခတ်သွားခြင်းနေပြီးမြဲနာအိုမီကတော့အပြင်မှာအန်ရည်များလွန်းတယ်လို့ဆွဲထားပါတယ်။သူတို့နှစ်ယောက်အခြေအတင်ဖြစ်ပြီးနောက်မှာတော့ traffic ရဲ့အလိုအတိုင်းအပြင်ထွက်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။သူတို့စင်ကြံလန်းတွေအတိုင်းခိုးကြောင်ခိုးဝက်သွားနေတော့မှပဲမိုက်ရဲ့ခန္ဓာကိုယ်ဟာပူပြီးပျက်စီးယိုယွင်းလာတာကိုတွေ့ရပါတယ်။မကြခင်မှာပဲမိုက်ဟာခိုးရောက်နေတဲ့လူမိုက်အဖွဲ့တွေကတချို့ကိုတွေ့သွားပြီးသူတို့ရဲ့မျက်နှာပေါ်ကိုမှုရီအန်ချကယောဂပိုးကိုဆက်စေခဲ့ပါတယ်။ပြီးနောက်မှုပိုးတွေကသူတို့အုံနောက်ကိုထိန်ချုပ်နိုင်တဲ့အထိတကားပိတ်ပြီးပိတ်လောင်ထားလိုက်ပါတယ်။အဲဒီနောက်မိုက်ဟာ traffic နဲ့နာအိုမီတို့ကိုမြင်သွားပြီးလိုက်လံတိုက်ခိုက်ပါတော့တယ်။မိုက်ကသူတို့နာရောက်ခါနေအချိန်မှာပဲမီရီကတနက်နဲ့ကောင်းကိုကစ်လိုက်လို့မိုက်ရဲ့ခန္ဓာကိုယ်ဟာစင်ကြံလန်းတစ်လျှောက်ပေါက်ကွဲထွက်သွားပါတယ်။မီရီကတက်လေကားနဲ့ထွက်ချင်းပေမဲ့ Griffin တို့အဖွဲ့လာနေတာကို traffic ကြားလိုက်တာကြောင့်သူမကိုလေကားကနေပဲအမြဲလွတ်လိုက်ပါတယ်။မီရီကထွက်မသွားခင်သူမရဲ့တနက်ကို traffic စီပေးခဲ့ပါတယ်။ Griffin နဲ့ Fryman တို့ရောက်လာတဲ့အခါ traffic ကတနက်ကိုလွှင့်ပစ်လိုက်ပြီးမရဲ့အလောင်းသားကိုမကတ်ဖို့သူတို့ကိုတတိပေးပါတယ်။ပိတ်မိနေတဲ့တိုးလောင်ခန်းထဲကလူမိုက်တွေဟာလည်းယူသွတ်လာပြီးတကားကိုတုံးတုံးထုလာကြပါတယ်။ traffic ကသူတို့တွေယောဂကုနေပြီဖြစ်ကြောင်းရှင်းပြပေးမဲ့ Griffin ကတော့တကားဖွင့်ဖို့ပဲချိန်ချောင်းနေပါတယ်။အဲ့ဒီအချိန်မှာ Griffin ဟာကျန်းကျင်ကသွေးတွေနဲ့ချော်လဲပြီးတနက်ကြည်စံလွတ်ထွက်က traffic ရဲ့လက်မောင်းကိုထိမှန်သွားပါတယ်။တန်ရာရထားတဲ့ traffic ဟာတကားနားကိုဖြည့်ဖြည့်ချင်းကတ်သွားပြီးတကားဖွင့်ပေးမဲ့အစားတော့ခတ်ပစ်လိုက်ပါတယ်။ Griffin ဘာမှမလုပ်နိုင်ခင်မှာပဲနာအိုမီကမိသက်စေဘူးနဲ့အတင်းလိုက်ပတ်ပြီးမြူရီကြားထဲကနေ traffic နဲ့အတူခပ်ပြေးလွတ်မြောက်သွားပါတော့တယ်။ Griffin နဲ့ Fredman တို့ဟာတနက်လိုရင်းအခြေအတင်ဖြစ်ကြပြီး Griffin ကလက်တီးနဲ့ထိုးလိုက်ပါတယ်။အဲဒီနောက်တိုးလောင်ခန်းထဲမှာပိတ်မိနေတဲ့သူ့လူတွေစီကနေတော့ကိုကန်ယူပြီးတကားဖွင့်လိုက်တဲ့အခါမှာတော့သူ့တငယ်ချင်းတွေရဲ့ကြောက်စရာကောင်းတဲ့အခြေအနေကိုမြင်ပြီးတုံ့နှုတ်သွားပါတယ်။ Fredman ဟာလည်းကြောက်လန့်တကြားနောက်ဆုတ်ရင်းသွေးတွေနဲ့ချော်လဲကမှုတွေပေါ်ကျသွားတာကြောင့်ယောဂပိုးကူးစက်ခံလိုက်ရပြန်ပါတယ်။တိုးလောင်ခန်းထဲကမြို့သမီးတစ်ယောက်ကတော့သူမနေမကောင်းဘူးလို့ပြောရင်းနဲ့ပဲတကူလုံးပောက်ကွဲထွက်သွားပါတော့တယ်။ Traffic နဲ့နာအိုမီတို့အဆောက်အုံကင်ကိုထွက်လာတဲ့အခါမှာတော့ Robert နဲ့ထိတိုက်တွေ့ကြပါတယ်။သူတို့မှာယောဂပိုးမရှိကြောင်းအဖေကဲကအတိပြုတ်ပေးပြီးနောက်မှာတော့ Robert ကသူတို့ကိုတနက်နဲ့အကာအကွယ်ဝစ်စုံတွေပေးပါတယ်။ပြီးနောက်သူတို့ကိုအထက်ပြန်ဝင်ခိုင်းပြီးအိုင်နန်နံပါတ်ခုနှစ်ကိုတက်ဆင်ခိုင်းပါတယ်။အဲ့ဒီအရာကတော့တခြားမဟုတ်ပဲဘုံတစ်လုံးပဲဖြစ်ပါတယ်။လူတွေကိုတက်ရတော့မယ်ဆိုတဲ့အတိအကျ traffic တယောက်ခိမ့်လန့်သွားပေမဲ့ဒီဘုံကမြောက်မှာပဲပောက်ကွဲမှာဖြစ်ပြီးဒါဟာကဘာကြီးကိုမှုပို့အနေရကနေကဲတင်နိုင်မဲ့တခုတည်းသောနီးလန့်ဖြစ်တယ်လို့ Robert ကနားချခဲ့ပါတယ်။သူတို့နှစ်ယောက်အထဲကိုဘုံတယ်သွားချိန်မှာတော့ Robert ကအပြင်မှာရှိတဲ့ကားတာယာတွေကိုလိုက်ဖောက်နေပါတယ်။ဘသူမှကားနဲ့ထွက်ပြေးပြီးယောဂပိုးမပြန့်ပွားစေဖို့ပါ။အဲ့ဒီအချိန်မှာပိုးကူးနေတဲ့ Fredman ကသူ့နောက်ကနေရုတ်တရက်ရောက်လာတာကြောင့် Robert ကပြစ်တက်လိုက်ရပါတယ်။ဒါပေမဲ့ရုတ်တရက်လှည့်လိုက်တာကြောင့်သူ့ရဲ့ခါတန်ရာကပြန်ထလာပြီးသူလည်းလဲကျသွားပါတယ်။တစ်ဖက်မှာလည်း traffic နဲ့နာအိုမီတို့ဟာမှုပိုးတွေရှိတဲ့အခန်းထဲကိုရောက်သွားကြပါတယ်။မှုတွေဟာပိုင်လိုင်းတွေစီကိုရောက်ခါနီးနေပါပြီ။သူတို့ဘုံကိုချလိုက်တဲ့အချိန်မှာပဲ Robert ကဘုံကိုအဝေးကနေစတင်လိုက်ပြီးဖြစ်တာကြောင့်သူတို့မှာထွက်ပြေးဖို့အချိန်6မိနစ်ပဲကျန်ပါတော့တယ်။
သူတို့နှစ်ယောက်ဟာအသက်လူပြီးအပြင်ကိုအမြန်ဆုံးပြေးကြပါတော့တယ်။ဘုံရဲ့နာရီစက္ကန့်တွေဟာဆက်ချွတ်ရွေးမှုကြောင့်ပိုပြီးမြ мян ဆက်ဆန်းပဲလျော့နေလာပါတယ်။အပြင်ဘက်မှာတော့ Robert ဟာ Fred Deman ရဲ့အလောင်းကနေထွက်လာတဲ့မှုပိုးတွေသူ့စီကိုဥတီလာနေတာကိုသတိထားမိလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲ Griffin ကပိုးဝင်နေတဲ့သူ့လူကိုတကားပြင်ဘက်ကိုအတင်းတွန်းထုတ်လိုက်တာကြောင့် Robert ကချက်ချင်းပြစ်တက်လိုက်ရပါတယ်။ Griffin ကလည်း Robert ကိုပြန်ပစ်ဖို့ကြိုးစားပြီးအထဲကိုပြန်ပြေးဝင်သွားပါတယ်။အဲ့ဒီအချိန်မှာပိုးဝင်ပြီးတိတ်ဆုံးသွားပြီလို့ထင်ရတဲ့လူကပြန်ထိုင်လာပြီးစကားပြောလာတာကြောင့်ကြောက်လန့်တကြားနဲ့ Griffin ကထပ်ကစ်လိုက်ပြီးအပြင်ကိုပြေးထွက်လာပါတော့တယ်။ Griffin က Robert ကိုပစ်ဖို့ပြင်လိုက်ချိန်မှာပဲ Trini အချိန်မီရောက်လာပြီး Griffin ကိုအရင်ဥအောင်ပစ်တက်လိုက်ပါတယ်။တစ်ဖက်မှာလည်း Naomi နဲ့ Traffic တို့ဟာအထွက်လမ်းမှာပိတ်ဆို့နေတဲ့ပိုးဝင်နေတဲ့လူမိုက်ကိုကစ်တက်ပြီးအဆောက်အုံကင်ကိုအောင်မြင်စွာထွက်လာနိုင်ခဲ့ကြပါတယ်။ Trini ကသူတို့ကိုတနက်နဲ့အသင့်ချိန်ထားပေမဲ့ Robert ကသူတို့မှာပိုးမရှိကြောင်းအာမခံလိုက်ပါတယ်။သူတို့အားလုံး Robert ကိုကားပေါ်တင်ပြီးအမြန်ဆုံးမောင်းထွက်ခဲ့ကြပါတယ်။ခဏကြာမှပဲဘုံဟာအင်အားပြင်းထန်စွာပောက်ကွဲသွားပြီးမြေပြင်တစ်ခုလုံးမှာပြိုကျပျက်စီးသွားပါတော့တယ်။နာအိုမီကပြိုကျနေတဲ့အပျက်စီးတွေကြားကနေကားကိုအစွမ်းကုန်မောင်းနေပြီးလွတ်အောင်ရုံထွက်ခဲ့ရပါတယ်။နောက်ဆုံးမှာတော့သူတို့အားလုံးဘေးကင်းရာကိုရောက်ရှိသွားကြပါတယ်။အခြေစိုက်စခန်းမှာတော့အပီကေးတယောက်ရေတာပေါ်မှာပို့ရှိတဲ့အပူလိုင်းတွေမတွေ့ရတော့တာကိုမြင်ပြီးစိတ်အေးသွားပါတော့တယ်။နောက်တစ်နေ့မှာတော့သတင်းတွေထဲမှာဝက်စလီတယောက်မှုပိုးအန်နီရဲ့ကိုပေါ့ပေါ့တန်တန်သဘောထားခဲ့မှုအတွက်သတင်းထောက်တွေရဲ့ဝိုင်းဝန်းကြည်တင်ခြင်းကိုခံနေရပါတယ်။အပီကေးကဆေးရုံမှာရှိတဲ့ Robert စီကိုတွားရောက်တွေ့ဆုံပြီးသူမဘာကြောင့် KTR ထဲကိုဝင်ခဲ့တယ်လဲဆိုတဲ့ရည်ရွယ်ချက်ကိုပြန်နဲ့သတိရစေခဲ့တဲ့အတွက်ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။ပန်းချန်ထဲမှာတော့ Naomi က Traffic ကိုသူမရဲ့သမီးလေးတွေနဲ့မိတ်ဆက်ပေးနေပါတယ်။ဒါပေမဲ့ဇလန်းရဲ့နောက်ဆုံးမှာတော့တောအုပ်တစ်ခုတည်းကတမင်တကောင်ဟာမှုပိုးတွေကိုပြန်လည်အန်ထုတ်နေတာကိုတွေးလိုက်ရပြီးမှုပိုးအနေဟာအမြင့်ကျက်မသွားသေးကြောင်းပြသရေးစက်သိမ်းသွားပါတော့တယ်။